တကယ်ရုံမှာမြှုပ်လို့ကြလာကြည့်အောင်မြှုပ်လို့လည်းကြည့်အောင်နားကြည့်အောင်မောင်မိုင်းနေရပဲတခါလေလောင်းကအေးတာမပုစုပသက်အေးတယ်မြှုပ်လို့မောင်လောင်းကတကယ်မြှုပ်လို့ကြတယ်မကြည့်တော်တော်ကြည့်တရှိဆက်ဆောက်ကြည့်တကယ်ကိုပြောတော့တကယ်တယ်အဲ့ဒါလက်တွေ့လောင်းကမြှုပ်လို့ကြနေညူတွေပါသွားနေအောင်မြင်နေရဇိုးတွေပါကျွန်တော်ချက်ပြပေးမကြည့်ဇိုးတွေအရင်ချက်ရင်တော့ကျွန်တော်ဖုန်းကတိတ်မကောင်းတဲ့အတွက်မရအောင်မကြတကယ်မြူတွေကြနေမြူတွေကြီးပဲဒီမှာလဲကွင်းဒီမှာဆိုလဲကွင်းမြူတွေပြေးနေတယ်မြူတွေပြေးနေပြီမြူတွေကြနေမှာလဲကွင်းဒါအမြေကြီးပေါ့ဒါတောင်းညာထောင်ဆိုင်တဲ့မြေကြီးတကယ်တောင်းထောင်ဆိုင်တဲ့မြေကြီးမကြမြူတွေကတကယ်ကြီးကိုကြာနေတာမကြည့်အောင်လူတွေမျက်လုံးထဲမှာမြင်ရဘူးပေါ့ဗျာကင်မရာနဲ့ရိုက်တဲ့အခါကျတော့လူတိုင်းမြင်နေရတဲ့ဆိုတော့သဘောတဘာဝတရားကိုသိကြတာပဲတကယ်ကြီးအောင်မကြမြူတွေကြာနေကြမြူတွေနှင်းမြေပြတ်မှာနော်မကြည့်တကယ်လားမြူတွေတကယ်ကိုမြူတွေမြေုံရောင်ထပ်ပြီးတော့လိုက်ပြပြီမကြည့်ကျွန်တော်မြေကြီးကမြေကြီးဒါလေရာထုံရပ်ပြီးသွားတယ်မြေကြီးမကြတဲ့ဖုန်းမြူတွေကြာနေကင်မရာထဲမှာတော့တွေ့ရတာပဲမက်ဆီနဲ့တော့ရမ်းကြည့်လို့မရဘူးကင်မရာထဲမှာတွေ့ရတကယ်မြူပဲမကျွန်တော်မမီကြီးဒါလေထောင်ရက်ပြီးတော့မှရလာတယ်မြေကြီးမကြဒါမြေကြီးအဲ့မြေကြီးကိုင်းတော့မြူရဲသူ့ဘာအော်တူကြနေတာဒါသဘာဝတရားသဘာဝကြီးမကြည့်ဘလောက်အေးရကြည့်ဘလောက်အေးရလှုပ်အေးရအရင်အေးရတကယ်ဟိုမှာရောင်းနေရမှာတဲ့ကျွန်တော်ဆနာပြောခဲ့တယ်လို့မျိုးပဲဟိုမှာရောင်းနေထွက်မှာရှေ့ရက်ကထွက်မှာရောင်းနေ